မနေ့တုန်းကဗီဒီယိုဖိုင်ကိုဆရာမပြန်တင်မလို့ဆိုရှာတာဗီဒီယိုဖိုင်ကအထုခံရတယ်ထိကဒါအစ်စ်ပြန်တင်ပေးလိုက်တာနော်ဒီ2025ကစစ်ဘေးနဲ့ပတ်သက်လာရင်အရင်နှစ်ကတည်းနှစ်ဆပို့ပြီးတော့ပြည်သူကရှောင်ရမှာဖြစ်ပါတယ်စစ်ဘေးရှောင်ဖို့နှစ်ဆပို့ပြီးရှောင်ရမယ်သတိထားပေးပါနောက်တစ်ခုဒီတော်လိုင်းရေးတပ်ဖွဲ့နေနဲ့ကိုဆရာမအကြံပြုချင်ပါတယ်ဆရာမတော့ဆရာမများကြခင်ပဲဖြစ်ပါတယ်နော်မင်းအွန်လိုင်းကသူနဲ့သဘောမတူတဲ့လူတွေမှန်သမျှအပြတ်သက်ချိန်မုံမဲ့ကာလကိုစလုံးရေးစပါပြီဆုံးဖြတ်ချက်လည်းချပြီးပါပြီနော်သူကအခုလေရင်နဲ့ပုံကျဲနေတဲ့ကိစ္စတွေမှာအဲ့ဒီရုရှားတို့တရုတ်တို့ပေါ့နော်ဒီပြည်ပကလူသက်သမားကြီးစားတို့ငှားပြီးတော့လှုပ်ဆောင်နေတာဖြစ်ပါတယ်ပြည်ပအကူအညီတွေအများကြီးနဲ့မင်းအောင်လိုင်းကတိတ်တဆိတ်လှုပ်ဆောင်နေတာဖြစ်ပါတယ်အဲ့ဒီလူသက်လက်နက်တွေအကုန်လုံးကနေပြည်တော်မှာပဲရှိပါတယ်နေပြည်တော်ကိုအပြတ်ရှင်းနိုင်ဖို့ကြိုးစားကြပါနံပါတ်1နံပါတ်2ကမင်းအောင်လိုင်းကိုချုပ်ကင်ဖို့ကနော်ဘာဖြစ်မလဲဆိုတာသိပါတယ်နော်ထိခိုက်မှုမရှိဘဲနဲ့ချုပ်ကင်လို့ရမှန်းနည်းတွေရှိတယ်မင်းအောင်လိုင်းသားသမီးတွေရန်ကုန်မှာနေပါတယ်နော်မင်းအောင်လိုင်းနဲ့ကျူကျူလှကမေမြို့မှာနေပါတယ်မေမြို့နဲ့ရန်ကုန်အကူတန်းသူတို့မိသားစုတွေလုံနေပါတယ်နော်တော်လိုင်းသမားတွေသဘောပေါက်မယ်ထင်ပါတယ်ရှင်နော်ဒါထိခိုက်ဆုံးရှုံးမှုကိုယ့်ဘက်ကပြက်ပြက်သားသားနဲအောင်လို့ပြည်သူကိုမထိစေချင်တော်လိုင်းရေးသမားတွေနဲ့မင်းအောင်လိုင်းနဲ့ရှင်တဲ့နေရာမှာစစ်ရေးနဲ့ရှင်အုံနောက်ရေးနဲ့ရှင်တော်လိုင်းရေးသမားတွေကအမြဲတမ်းပြည်သူကိုထိခိုက်မှာစိုးတယ်အဲ့ဒီငဲ့ညာမှုတွေကြောင့်ပဲအခုဒီမင်းအောင်လိုင်းကဒီလိုမျိုးပြည်သူကိုဒိုင်းပုံစံမျိုးကပါယူပြီးတော့လှုပ်ရှားလို့ရနေတာဖြစ်ပါတယ်မင်းအောင်လိုင်းစစ်ခွေးဘက်ကတော့သူတို့လှုပ်ချင်တဲ့ချိန်မှာလှုပ်ချလိုက်ပါတယ်ပြည်သူကိုလုံးဝငဲ့ညာမှုမရှိပါဘူးအဲ့ဒီမှာတော့စစ်ရေးသဘောအရမှာဆိုလို့ရှိရင်လေကျမတို့တော်လိုင်းရေးသမားတွေကတာနေတာဖြစ်ပါတယ်ရှင်နော်အဲ့တော့ဆရာမပြောချင်တဲ့စကားလုံးကိုသိမယ်ထင်ပါတယ်နော်နောက်ဘာတော့အဝိုင်းနဲ့ဆရာမအဝိုင်းဆိုတာဘာလဲတော့မသိဘူးမင်းအောင်လိုင်းတို့ကြည့်တယ်အဝိုင်းနဲ့ကြည့်တယ်နော်အဲ့ဒီလိုကြည့်တဲ့စက်နဲ့ကြည့်တဲ့ဟာကိုမပေါ်အောင်လို့တော်လိုင်းရေးသမားတွေအနေနဲ့တစ်ခိုင်းတွေကိုချိုးပြီးတော့ဒီလိုနောက်ကျောကနေမှထိုးထည့်ထားလို့ရှိရင်ခေါင်းမပေါ်ဘဲနဲ့အဲ့တိရွက်တွေပဲအပေါ်မှာထောင်ဖြစ်နေတာအဲ့ဒီလိုလုပ်မယ်ဆိုလို့ရှိရင်သူတို့ဟိုပါအဝိုင်းနဲ့ကြည့်တာမင်းအောင်လိုင်းတို့ကြည့်တယ်အဝိုင်းနဲ့ကြည့်တဲ့ဟာအဲ့ဒီတော်လိုင်းရေးသမားတွေဘယ်မှာရှိလဲဆိုတဲ့ဟာကိုသိပြီးတော့ထင်ထင်ရှားရှားမပြဘူးလို့သိရတယ်ပေါ့နော်ဒါဆရာမဝိဇ္ဇာပေးတဲ့အကြမ်းမြင်တဲ့ဒါတော်လိုင်းရေးသမားတွေအတွက်ပြောပြတာပါအဲ့အန်တီရဲ့ကင်းစီခြင်းလို့ပြောပြတာเนาะအဲ့ဒါလေးပေါ့နော်ကိုကြိုက်တယ်ဆိုရင်ယူပြီးတော့အဲ့လိုလေးနေပေါ့နော်ကိုသွားတာပဲဖြစ်ဖြစ်စားတာပဲဖြစ်ဖြစ်ကိုလူစုလေးလောက်တာပဲဖြစ်ဖြစ်အဲ့လိုလေးလုပ်နေမယ်ဆိုရင်တောင်းတက်တာတယ်လို့ဒါလေးအကြံပေးတာရှင်နော်တော်လိုင်းရေးသမားတို့ကိုဆရာမထပ်ပြီးသတိပေးပါမယ်နော်ပြက်သားလောက်ရမယ်အချိန်ခါကိုရောက်တော့ပါသတောင်းသားမင်းအောင်လိုင်းက100ရာနှုန်းပြည့်ရက်ဆက်ရုံမှမှုတတ်ကူစောင်းပြီးတော့ဒီ3456မှာမှ तू ကလှုပ်သွားမှာဖြစ်ပါတယ်เนาะဘာဖြစ်လို့ဆိုမိုးရင်းကြတော့လှုပ်လို့မရဘူးရေကကြီးုံမှဖြစ်တယ်လीเนาะပြီးရင် तू ကရွေးကောက်ပွဲလှုပ်ဖို့ဟာ तू ကတဲနေတာအဲ့ဒီရွေးကောက်ပွဲကလည်း2008ဖွဲ့စည်းပုံအခြေခံဥပဒေတုန်းကလှုပ်ခဲ့တဲ့ရွေးကောက်ပွဲပုံစံမျိုးဖြစ်ဖို့များတယ်ရာနှုန်းများတယ်2008ဖွဲ့စည်းပုံအခြေခံဥပဒေရွေးကောက်ပွဲဘယ်လိုလှုပ်သွားရလဲဆရာမဆိုရင်နာဂရိဖြစ်တုန်းကတည်တဲ့လူတွေစိတ်ရင်းမှာပါတယ်အဲ့ဒီလူတွေကမဲပေးပါတယ်ဆိုပြီးဒီ2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုသူတို့ကအတီးပြုတ်လိုက်တာဖြစ်တယ်အခုလည်းအဲ့လိုပဲပြည်သူကမဲပေးသည်ဖြစ်စေမပေးသည်ဖြစ်စေသူတို့အတီးပြုတ်ပြီးတော့ရွေးကောက်ပွဲလှုပ်တာမျိုးဖြစ်နိုင်တယ်ဖြစ်ဖို့ရာနှုန်းများတယ်နော်အဲ့ဒါကြောင့်မို့အဆဆရသတိထားပါပြည်သူတွေအတွက်မြန်မာတနိုင်ငံလုံးအတိုင်းအတာအတွက်ကစစ်ဘေးရှောင်မှာ2024နှစ်ကတည်း2025ကနှစ်ဆပို့ပြီးတော့စစ်ဘေးရှောင်ရမှာဖြစ်ပါတယ်ဆီယာမဒီဗီဒီယိုဖိုင်ကို20ရက်4လ2025ပထမအကြိမ်တင်ပါတယ်နော်21ရက်4လ2025မှာဒုတိယအကြိမ်တင်ပါတယ်စစ်ဘေးရှောင်ဖို့နော်အခုကတော့22ရက်4လ2025တတိယအကြိမ်မြောက်ပြည်သူကိုစစ်ဘေးရှောင်ဖို့ထပ်ပြီးတော့ပြောပါပြီနော်ပြီးတော့မှဆီယာမကြိုမဟုတ်ဘူးလို့ပြောရင်လဲမျိုးနင်းမှာပါခွေးတွေကိုပြောတာပါရှင်နော်ပြည်သူကိုပြောတာမဟုတ်နော်အဲ့တော့အားလုံးကျေးဇူးတင်ပါတယ်မြန်မာပြည်အများဆုံးငြိမ်းချမ်းပါစေပြည်သူတွေအေးချမ်းပါစေဘေးကင်းပါစေတော်လှန်ရေးသမားတွေဘေးကင်းပါစေအေးချမ်းပါစေမင်းအောင်လိုက်နောက်လိုက်ခွေးတွေကတော့တပ်ပေတပ်တာကံမတကားလို့နော်မကြိုက်ရင်လဲသည်โอเคရှယ်ပေးနော်ပြည်သူတွေဝိုင်းရှယ်ပေးနော်ကျေးဇူးတင်ပါတယ်ရှင်နော်